ဆုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဒါဒီဘက်ခေတ်ရဲ့ဒါနေ့ level စစ်ပွဲတွေရဲ့ဒါပုံစံမျိုးမျိုးနဲ့ဒါဖန်တီးနေဖို့ဒီအကြောင်းအရာတွေကိုဆွေးနွေးပြသွားဒါပြောချင်တာအခုဒီလက်ရှိပေါ့ဒါကမ္ဘာပေါ်မှာဒါစစ်ပွဲတွေကိုပုံစံမျိုးမျိုးနဲ့ဒါဖန်တီးနေအောင်ဒီစစ်ပွဲတွေမှာဒါဒီအသုံးပြုတဲ့အဓိကလက်နက်တွေကဒါပို့ပြီးတော့စမ်းပြလာပြောချင်တာဒီခုဒီပထမကမ္ဘာစစ်ဒါဒုတိယကမ္ဘာစစ်တော့ဟာတစ်ဖက်နဲ့တစ်ဖက်ဒါလူရှာပိုရှာတိုက်ပွဲတွေပေါ်ပြီးတော့ဒါစစ်ပွဲတွေကိုဖန်တီးနေရပုံအဓိကတော့ဒါသူတို့အနေနဲ့လက်နက်တွေကိုဒါဒီနိုင်ငံတွေရဲ့အားနည်းချက်တွေကိုသုံးပြီးတော့ဒါအဓိကလက်နက်အဖြစ်သုံးချလာတာပြောချင်တာဒီနိုင်ငံရေးလက်နက်ကအဓိကစံပြလာဖို့ဒီခေတ်ဒါစစ်ပွဲဒါဒီခုဒီစစ်ပွဲတွေမှာဒီခုလက်နက်တွေကိုမဟုတ်ဘဲနဲ့ဒါဒီနိုင်ငံရေးလက်နက်တွေအတွက်ပါဒါကြိုတင်ပြီးတော့ပြင်ဆင်ထားမှမိမိနိုင်ငံတွေရဲ့ဒါတင်ကားကြောက်ဒါဥပမာအနေနဲ့ပြောရရင်အခုဒီရုရှားယူကရိန်းစစ်ဒါဒီရုရှားယူကရိန်းစစ်ကဒါအဓိကတော့ဒါမြေပြင်မှာတော့ဒါစစ်ပွဲဖြစ်နေတာဒါပေမဲ့ဒါတကယ်တမ်းကျဒီလက်ရှိပြန်ကြည့်မယ်ဆိုရင်ဒါဒီအမေရိကန်နဲ့နောက်အုပ်စုပေါ့ဒီနိုင်ငံတွေကဒါအဓိကရုရှားကိုဒါသူတို့အနေနဲ့ရုရှားရဲ့ဒီနိုင်ငံရေးအင်အားကြီးထွားလာတာကိုဒါဟန်တားခြင်းပြီးရင်ဒါဒီအဓိကတော့ဒါစစ်ပွဲဖန်တီးပြီးတော့ဒါရုရှားနိုင်ငံကို sanction လုပ်ပြီးတော့ဟန်တားတာအဓိကတော့ဒါဒီနိုင်ငံရေးလက်နက်ထုတ်သုံးတာဒါရုရှားအနေနဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒါသူအနေနဲ့ဂျီနန်လက်နက်နဲ့ဒါပြန်ပြီးတော့ခုခံနိုင်လို့လားဒါတောက်ခံနိုင်တာဒါဒီဒုတိယဥမာအနေနဲ့ခုဒီလက်ရှိဖြစ်နေတဲ့ဒါပါဝါအင်အားကြီးနိုင်ငံတွေဒါအမေရိကန်နဲ့တရုတ်ဒါသူတို့အနေနဲ့ဒါထွေဝါဖြစ်နေဒါဖြစ်နေရဆိုမဲ့ဒါသူတို့ကဒါဓာတ်ရိုက်စစ်မတိုင်ဘူးဒါသူတို့ရဲ့အဓိကနိုင်ငံရေးလက်နက်ဖြစ်တဲ့ဒါစီးပွားရေးလက်နက်နဲ့ဒါတိုင်ပြောချင်တာဒီနိုင်ငံကြားမှာဒါကြားညက်တဲ့နိုင်ငံတွေကတော့ဒါအဓိကအဖက်အနေနဲ့ရောဒီ butterfly ဖက်တွေကိုဒါခံစားပြီးတော့ဒါကမ္ဘာစီးပွားရေးကျဆင်းလာတဲ့ညဒါသူတို့အနေနဲ့တောက်ခံနိုင်ဒါဒီတတိယဥပမာအနေနဲ့ပြောရရင်ခုဒီလက်ရှိဖြစ်နေတဲ့ဒါအိန္ဒိယပါကစ္စတန်အိန္ဒိယပါကစ္စတန်အနေနဲ့ကဒါခုဒီနိုင်ငံအနေနဲ့ဒါစီးတင်းမာမှုဖြစ်တယ်ပြီးရင်ဒါတစ်ဖက်ကဒီတန်တမန်တွေနှင်ထုတ်တဲ့အပိုင်းကြီးလောက်တော့ပြောချင်တာဒါသူတို့အနေနဲ့ဒါစစ်ဖြစ်မယ်မဖြစ်ဘူးဆိုတာအထက်အဓိကနိုင်ငံရေးလက်နက်ကိုဒါတစ်ဖက်နဲ့တစ်ဖက်ထုတ်သုံးဖို့ထိချိန်ရွယ်လာတာဒါအိန္ဒိယအနေနဲ့ဒါပထမဆုံးထုတ်သုံးလိုက်တယ်ဒါသူအနေနဲ့ဒီသူ့နိုင်ငံနဲ့ဒါမြေဖြားခံလာတဲ့ဒါအိန္ဒိုမြစ်ရေကိုပိတ်ပြီးတော့ပထဝီအနေထားကိုပဲဒါနိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ထုတ်သုံးသွားတာအခုဒီလက်ရှိဒါရှေ့လေပိုင်းမှာဖြစ်နေတယ်ဒါအစ္စရေးနိုင်ငံမှာဒါမီးလောင်တဲ့ကိစ္စဒါပြောချင်တာဒီအစ္စရေးနိုင်ငံပေါ့အစ္စရေးနိုင်ငံကဒါရေရှားပြီးတော့ဒါဒီပူပြင်းလျှောက်တွေ့တဲ့ဒေသတစ်ခုဒီနိုင်ငံမှာဒါအခုဒီမီးလောင်နေဆိုတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်ကဒါပြန်စဉ်းစားခြင်းဒါလောက်တော့မျိုးရှင်းဘူးပြောချင်တာဒီအစ္စရေးနိုင်ငံကဒါဒီလောက်ပူပြင်းလျှောက်တွေ့ပြီးတော့ဒါဒီရာသီဥတုအနေထားအရဒီလောက်မီးလောင်တဲ့အခြေအနေမျိုးကိုဒါဒီရှေ့လေပိုင်းကဒါဒေသရဲ့အားလုံးကဒါ